ဆရာကျွန်တော်ရေးစားဘိုက်ကြီးသွားလို့ကျွန်တော်အမြဲတမ်းအကာအကွယ်သုံးတယ်ဆရာဟမ်ပေါက်ပြဲတာလည်းမရှိဘူးဘလို့ဖြစ်ရတာလဲငါမင်းကိုပုံမြင်တစ်ပုတ်ပြောပြမယ်မုတ်ဆိုးတစ်ယောက်ရှိတယ်သူကတနက်ကိုဘယ်သွားသွားအမြဲယူသွားတတ်တယ်တနေ့ကျတနက်အစာထီးကိုမှားယူလာပြီအဲ့ဒီချိန်ကြားတကောင်ခုံဝင်လာတယ်သူကထီးကိုကင်ပြီးဘန်းဘန်းတနက်လိုပြစ်ပြလိုက်တော့ကြားကတိမ်သွားတယ်ဆရာရဲ့မဖြစ်နိုင်တာအဲ့ကြားကိုတခြားလူကပြစ်လိုက်တာဖြစ်မှာပေါ့ကောင်းတယ်ဗျာခင်ဗျားပုံမြင်ကိုနားလည်သွားပြီပဲနောက်လူနာဝင်ခဲ့တော့